တို့တမချန်းစာလေ့လာတဲ့အခါမှာတမချန်းစာကိုရှင်းလင်းလွယ်ကူစွာလူတိုင်းကနားလည်လူရတယ်ကျမ်းပိုင်များစွာရှိသည်နည်းတူတခါ background ကြောင့်နောက်ခံတမိုင်းကြောင့်တခါတည်းစကလုံးကြောင့်ကျွန်တော်တို့နားမလည်နိုင်တဲ့အကြောင်းအရာလေးတွေရှိတယ်ပူပြီးမှနားလည်မှုနည်းနည်းရှုပ်ထွေးစေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့စာရေးဆရာတပါးကရေးထားတဲ့ကျမ်းစာထဲမှာတွေ့ရတဲ့အကြောင်းအရာနဲ့စာရေးဆရာနောက်တပါးကသူ့စာအုပ်ထဲမှာရေးတဲ့အကြောင်းအရာဆန့်ကျင်ဘက်ဖြစ်နေတယ်လို့မျိုးတွေ့မြင်တဲ့အကြောင်းအရာလေးတွေရှိပါတယ်အထူးသဖြင့်ရှင်ပေါလုနဲ့ရှင်ယာကုပ်ပေါ့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့တမန်ကျမ်းစာအုပ်ဟာ66ကျမ်းအုပ်နော်အုပ်ပေါင်းရှိပါတယ်အဲ့ဒီထဲကနေလူ40အားဖြင့်တန့်ရှင်းသောဝိညာဉ်တော်ရေးတဲ့အခါမှာအသုံးခန္ဓာလူ40နာမည်အသီးသီးပုဂ္ဂိုလ်အမျိုးမျိုးဘာသာစကားသုံးတာလည်း3မျိုးလောက်ဖြစ်တယ်ဒါပေမဲ့လူက40လောက်ကဒီစာအုပ်ကိုရေးတယ်ဆိုပေမဲ့လေတကယ်စာရေးဆရာဟာဆိုရင်တန်ရှင်သောဝိညာဉ်တော်ဖြစ်သောကြောင့်ဘယ်လူနဲ့မှစာအုပ်ထဲမှာတွေ့ရတယ်ကျမ်းစာထဲမှာတွေ့ရတဲ့အကြောင်းအရာကိုစန့်ကျင်ဘက်ပြုဆရာအကြောင်းမရှိဘူးဆိုတော့အဲ့ဒီကြားထဲကနေကျွန်တော်အခုချိန်မှာရှင်ပေါလုပြောတဲ့ယုံကြည်သောအဖြစ်သာဖြောင့်မတ်ရာသူရောက်ဤဆိုတဲ့အကြောင်းအရာနဲ့ယာကုပ်ကယုံကြည်သောအဖြစ်ဖြောင့်မတ်ရာသူရောက်သည်မဟုတ်အကျင့်အားဖြင့်ဖြောင့်မတ်ရာသူရောက်ဤဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြဖို့ပြင်ဆင်ထားပါတယ်နားထောင်ကြရအောင်ရှင်ပေါလုကရေးသားထားတဲ့အရာတွေကနေအဖက်ခန်းကြီးနှစ်အပိုင်ငယ်8ကန်30တင်မှာကျမ်းစာရှင်ကျွန်တော်နဲ့အတူဖတ်ဖို့မိတိုင်းရခံပါတယ်အဖက်ခန်းကြီးနှစ်ပိုင်ငယ်8ကန်30ဖတ်ပြရစေယုံကြည်သောအဖြစ်ကြီးစုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကုအလူအလျောက်ရောက်သည်မဟုတ်ဖျားသခင်တနာတော်မူရာဖြစ်သည်ကုသူကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်သူဖြစ်၍အဘယ်သူမျှဝါကြွားเสียအခွင့်မရှိအဘယ်ကြောင့်နီးဟုမူကငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်တော်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်လေရမည်အကြောင်းဖျားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှင့်သည်ရှင်ပေါလုကဒီနေရာမှာကယ်တင်ခြင်းရရှိဖို့လို့ငါယုံကြည်သောအဖြစ်သာကယ်တင်ခြင်းတို့ရောက်၏ကိုယ့်ရဲ့ကောင်းမှုကုသူကြောင့်မဟုတ်အလူအလျောက်မဟုတ်ဘူးဖျားသခင်ပေးသနာတော်မူဒီမှာပေးသနာတော်မူစကလုံးတုံထားတယ် the gift of God ဖျားစုလက်ဆောင်ဖျားလက်ဆောင်ဖြစ်တယ်ကျွန်တော်တို့ကောင်းကုသူမဟုတ်ဘူးလို့ဒီမှာသူရေးသားထားပါတယ်ဆိုတော့တစ်ဖက်မှာယာကုပ်ကဘယ်လိုရေးသားထားတယ်လဲယာကုပ်အခန်းကြီးနော်ရှင်ယာကုပ်ဩဝါဒစာခန်းကြီးအပိုင်ငယ်20က26ထဲမှာဒီလိုဖော်ပြထားပါတယ်လှစ်ပေါ်တော်လူအကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်အသေးဖြစ်သည်ကိုသိချင်တယ်လို့ငါတို့အဘအာဗြဟံသည်မိမိသားဣဇက်ကိုဇစ်ပလင်ပေါ်မှာတင်ပူဇော်သောအခါအကျင့်အားဖြင့်ဖြောင့်မတ်ရာသူရောက်သည်မဟုတ်လောအကျင့်အားဖြင့်ဖြောင့်မတ်ရာသူရောက်သည်မဟုတ်လောဆက်ဖတ်မယ်ယုံကြည်ခြင်းသည်အကျင့်နဲ့တူပြုပြင်၍အကျင့်အားဖြင့်ဆုံးလင်းသည်ကိုသိနေရ၏အာဗြဟံသည်ဖျားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ဟုသောကျမ်းစကားပြည့်စုံလေ၏အာဗြဟံသည်လည်းဖျားသခင်နှင့်အဆွေဟူ၍ခေါ်ဝါခြင်းကိုခံရ၏လူသည်ယုံကြည်ခြင်းအဖြစ်သာဖြောင့်မတ်ရာသူရောက်သည်မဟုတ်အကျင့်အားဖြင့်ရောက်သည်ကိုသင်တို့သိနေရကြ၏ထိုနည်းတူပိတစာရခတ်သည်တမန်တော်တို့ကိုလက်ခံပြီးမှအခြားသောလမ်းဖြင့်လွတ်လိုက်၍အကျင့်အားဖြင့်ဖြောင့်မတ်ရာသူရောက်သည်မဟုတ်လောဝိညာဉ်နဲ့ကင်းသောကိုယ်သည်အသေးဖြစ်တဲ့ကဲ့သို့အကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်အသေးဖြစ်၏ဒီနေရာမှာအတိကရှင်ပေါလုနဲ့စန့်ကျင်ဖြစ်နေတယ်လို့မျိုးစကားစုစာကြောင်းတစ်ခုရှိတာကဘာလဲဆိုတော့လူသည်ယုံကြည်သောအားဖြစ်တာဖြောင့်မတ်ရာသူရောက်သည်မဟုတ်အကျင့်အားဖြင့်ရောက်သည်ကိုသင်တို့သိမြင်ရကြဆိုပြီးတော့မှယာကုပ်ကယုံကြည်သူများစာပူတယ်ရှင်ပေါလုကအဖက်မှာရှိတဲ့ယုံကြည်သူများစာပူတဲ့အခါမှာငါတို့ဒီကျေးဇူးတော်ကြောင့်ယုံကြည်သောအဖြစ်သာရင်ကယ်တင်ခြင်းတို့ရောက်၏ကိုအလူအလျောက်မဟုတ်ကိုရဲ့ကောင်းမှုကိုသူကြောင့်မဟုတ်ဘူးဆိုပြီးတော့မှရှင်ပေါလုကပြောတယ်ယာကုပ်ကယုံကြည်ခြင်းကြောင့်ဒါမဟုတ်ဘူးအကျင့်အဖြစ်ဖြောင့်မတ်ခြင်းသူရောက်၏ဆိုပြီးတော့မှဒီစာရေးဆရာနှစ်ပါးဖျားအသုံးခံနှစ်ပါးကစန့်ကျင်ဖက်ဖြစ်နေတယ်လို့တွေ့မြင်ရတယ်စန့်ကျင်ဖက်ဖြစ်နေသလားမဟုတ်ဘူးရှင်းပြပါရစေရှင်ပေါလုကအဖက်ဩဝါဒစာရေးတဲ့အခါမှာဘာကိုဆိုလိုပြီးရေးတယ်လဲဆိုရင်တော့ကျွန်တော်အနေငယ်အဲ့လိုပိုင်းခြားပြီးမှကျွန်တော်နားလည်နိုင်အောင်
ရှင်ပေါလုကရေးတဲ့အခါမှာယုံကြည်သောအဖြစ်ကြီးစုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်၏ဖယားရှိမှဖြောင့်မခြင်းကိုဒီကရေးတာဖြစ်တယ်ယာကုပ်ကလူရှိမှဖြောင့်မခြင်းကိုရေးတာဖြစ်တယ်နံပါတ်1မှတ်ထားပါရှင်ပေါလုကအဖက်ခန်းကြီးနှစ်ရေးတဲ့အခါမှာဖယားသခင်ရှိမှဖြောင့်မခြင်းကိုအတိကထားပြီးရေးတာဖြစ်တယ်ဒါကြောင့်လူတိုင်းဘယ်သူမဆိုဖယားရှိမှဖြောင့်မခြင်းရရှိဖို့ဖယားရှိမှကယ်တင်ခြင်းရရှိဖို့အကျင့်အားဖြင့်မဟုတ်ဘူးကေတင်ချင်းတက်ကြောင့်ဖြစ်တယ်ဆိုတာရှင်ပေါလုအဲ့ဒီကြောင့်ခိုင်မာထပ်ပြောလိုက်တယ်ဘယ်မှာလဲဆိုတော့ယောမဩဝါဒစာခန်းကြီး3အပိုင်ငယ်20ထဲမှာထူးပြည့်ညက်တရားသည်ဒုစရအပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့်ပြည့်ညက်တရား၏အကျင့်အားဖြင့်ဖယားသခင်ရှိတော်၌အဘယ်သူမျှဖြောင့်မတ်ရသူမရောက်နိုင်ပြည့်ညက်တရားကျင့်ခြင်းအားဖြင့်အကျင့်အားဖြင့်ဘယ်သူမှဖြောင့်မခြင်းမရောက်နိုင်ဘူးဆိုတာယောမအခန်းကြီး3 20ထဲမှာဖော်ပြထားတယ်ဖယားရှိမှဖြောင့်မခြင်းရရှိဖို့ရှင်ပေါလုထပ်ပြောတယ်အကျင့်အားဖြင့်ကျူးစားနေတဲ့ဂလတိလူတွေရှိမှဒီလူစာရေးထားတယ်ဂလတိအခန်းကြီး3အပိုင်ငယ်6ထဲမှာထိုနည်းတူအာဗြဟံသည်ဖယားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မခြင်းကဲ့သို့မှတ်တော်မူ၏အာဗြဟံယုံကြည်ခြင်းနဲ့ဖယားရှိမှဖြောင့်မခြင်းကဲ့သို့မှတ်တော်မူ၏ဆိုတာကကဘာဦးကျန်ခန်းကြီး7ထဲကဖော်ပြဖယားရှိမှအာဗြဟံယုံကြည်ခြင်းနာသူရဲ့ဖြောင့်မတ်ရာသူကယ်တင်ခြင်းတို့မှတ်ပေးပါဖြစ်တယ်ယာကုပ်ကဘာအကြောင်းရေးတယ်လဲအာဗြဟံအကြောင်းပဲရေးတယ်ဒါပြင်မဲ့ကဘာဦးကျန်ခန်းကြီး7အကြောင်းရေးတာမဟုတ်ဘူးသူ့ရဲ့သားဣဇက်ကိုပူဇော်အကြောင်းကိုဖော်ပြတယ်မဟုတ်လားအဲ့ဒါကဘာဦးကျန်ခန်းကြီး22မှာတွေ့ရပါတယ်အဲ့ဒီကဘာဦးကျန်ခန်းကြီး7နဲ့22ကြားထဲမှာဘယ်နှစ်ကြားတယ်လဲဆိုရင်နှစ်ပေါင်း45ရောက်ကြားတယ်ဆိုတော့ယာကုပ်ကရေးတဲ့အခါမှာလူရဲ့ရှေ့မှာဖြောင့်မခြင်းဖြစ်တယ်အတိတ်ဘက်ကကျွန်တော်တို့ဖယားကိုယုံကြည်ပြီးဖြောင့်မခြင်းရတယ်ဆိုရင်လူရှေ့မှာလည်းပဲအဲ့ဒီဖြောင့်မခြင်းကိုကျင့်ပြသရမယ်ယာကုပ်ကလူရှိမှဖြောင့်မခြင်းကိုဖော်ပြထားတယ်လို့ရှင်ပေါလုကဖယားရှိမှဖြောင့်မခြင်းဖော်ပြထားပါတယ်နံပါတ်2ရှင်ပေါလုကဖြောင့်မခြင်းနဲ့အရင်အမြစ်ကိုဖော်ပြထားပါတယ်ကျွန်တော်တို့ဖယားရှိမှဖြောင့်မခြင်းအရင်အမြစ်ဟာယုံကြည်ခြင်းတတ်ကြောင့်သာဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာယာကုပ်ကအဲ့ဒီဖြောင့်မခြင်းအကျင့်အဖြစ်လူကြီးတဲ့အခါမှာအခြားမဟုတ်ဘူးဖြောင့်မခြင်းနဲ့အသီးအပွင့်ကိုရေးတာဖြစ်တယ်ငါတို့တကယ်ယေရှုယုံကြည်လက်ခံပြီးဖြောင့်မခြင်းရတယ်ဆိုရင်ကျွန်တော်အလုတ်အားဖြင့်ပြသရမှာဖြစ်တယ်အကျင့်အားဖြင့်ပြသရမှာဖြစ်တယ်ဆိုတဲ့ဖြောင့်မခြင်းအသီးအပွင့်ဖြစ်ပါတယ်ရှင်ပေါလုကဖြောင့်မခြင်းနဲ့အရင်အမြစ်ယုံကြည်ခြင်းဖော်ပြတယ်လို့ယာကုပ်ကတော့ဖြောင့်မခြင်းနဲ့အသီးအပွင့်ဖြစ်ပါတယ်နံပါတ်3ရှင်ပေါလုကတော့ယုံကြည်ခြင်းအားဖြင့်ဖြောင့်မခြင်းကိုဖော်ပြထားပါတယ်ဒါပေမဲ့ယာကုပ်ကတော့ကောင်းသောအကျင့်အတွက်ဖြောင့်မခြင်းကိုဖော်ပြထားပါတယ်မတူငင်းဘူးနော်ယုံကြည်ခြင်းအဖြစ်တာလေငါတို့ဖြောင့်မခြင်းတို့ရ၏ရှင်ပေါလုပြောတဲ့အခါမှာတစ်ဖက်မှာယာကုပ်ကတကယ်ယဉ်ကျက်တဲ့ခရိယန်အာဗြဟံကယုံကြည်ပြီးဖယားနောက်လိုက်ခါစားထွက်ခါစားအကြောင်းပေါ့နော်ကပ္ပဦးကျန်ခန်းကြီး7တဘောနဲ့ရှင်ပေါလုကရေးတယ်ဆိုရင်ယာကုပ်ကတော့22သူ့ရဲ့ယုံကြည်ခြင်းကိုနှစ်ပေါင်းများစွာခလေးမရပြီမဲ့ဖျားပေးတဲ့ခလေးသားတူတီတော်သားကိုမနှမျောပဲနဲ့ဖျားသခင်ရှိမှဇစ်ပူဇော်ဖူမော်ရီအတောင်ကိုတက်သွားတယ်။တိမတကယ်ဖျားယုံကြည်တယ်ဆိုရင်ဒီအကျင့်နဲ့ပြတာပါဆိုတဲ့အကြောင်းကိုယာကုပ်အားရေးတာဖြစ်တယ်။နံပါတ်4နောက်ဆုံးယုံကြည်ခြင်းဒီကောင်းသောအကျင့်ဤနော်ဒီပွင့်ကဲ့သို့ဖော်ပြထားပါတယ်ယုံကြည်ခြင်းဒီကောင်းသောအကျင့်နဲ့အသီးအပွင့်ကဲ့သို့ရှင်ပေါလုကတော့ဖော်ပြယာကုပ်ကတော့ကောင်းသောအကျင့်ဒီယုံကြည်ခြင်းနဲ့အထောက်အထားဖြစ်တယ်ပြန်ပြောမယ်ရှင်ပေါလုကတော့အဲ့ဒီကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအဓိကပြောထားတယ်ငါတို့ယုံကြည်ခြင်းဒီကောင်းသောအကျင့်နဲ့အသီးအပွင့်ကဲ့သို့ကောင်းသောအကျင့်အသီးအပွင့်ကဲ့သို့ဖြစ်စေရမည်ရေးတဲ့အခါမှာတစ်ဖက်မှာယာကုပ်ကတော့ငါတို့ကောင်းသောအကျင့်ဒီယုံကြည်ခြင်းဤအထောက်အထား proofကဲ့သို့ဖော်ပြထားပါတယ်။ဒါကြောင့်ရှင်ပေါလုနဲ့ယာကုပ်စာရေးတဲ့အခါမှာစန့်ကျင်မှုမရှိပါဘူး။ယာကုပ်ကတော့ရေးတဲ့အခါမှာခရိယာတက်တာမှာရှိတဲ့ယုံကြည်ခြင်းကိုပြသဖို့ဖြစ်တယ်။ရှင်ပေါလုရေးတဲ့အခါမှာဖျားရှိမှကျွန်တော်ဖြောင့်မခြင်းကယ်တင်ခြင်းနဲ့ဆက်ဆိုင်သောအကြောင်းအရာကိုရေးပါတယ်။ဒါကြောင့်ဒီအကြောင်းအရာကိုရှင်းလင်းမယ်လို့ထင်ပါတယ်။တကယ်လို့များမရှင်းလင်းနားမလည်သေးဘူးဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာ comment လေးတွေအထင်အမြင်လေးတွေရေးပေးရေးလူရပါတယ်နားမလည်တာရှိရင်လည်းဆက်ပြီးမှကျွန်တော်ရဲ့ page ထဲကနေမေခွန်း
များစွာမေ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဖျားရှင်တီးတီးပေါ်မှာကောင်းချီးပေးပါစေ